ကျွန်တော်ဖွဲ့ပေါက်ချင်တယ်ဖွဲ့တော်တော်လေးရက်ပေါက်များများရအောင်ပါခုနသိမ်းမှုဆိုနေတယ်မဟုတ်နော်ထိုးတာဒါပါညနေ4 နာရီကတည်တယ်နော်ကျွန်တော်ဖုန်းက4 3 3 4 3တလုံးမတုံးကျွန်တော်ညီကိုကိုဘရိတ်ခွန်ရှစ်လို့ကြာတာပြီးမှကြာညီကိုကိုဘရိတ်တင်းလာခွန်ရှစ်လို့ကြာလို့ရှိရင်ဒီဘက် line မှာကြာမယ်ခဏပေါ့နော်သူ့ရဲ့တပတ်2ပတ်3ပတ်4ပတ်5ပတ်6ပတ်မြောက်က96ကိုအလံပေါ့နော်သူက69လို့ကြာတယ်သူကတဲတကွက်ကြာတယ်ပေါ့နော်တဲတကွက်နော်ပြန်တော့သူရှိမယ်1 2 3 4သူလည်း5ပဲဗျ5ပဲဆိုတော့ဒီမှာဒီ3ညာ4ပေါ့နော်3ညာ4ရာဒီမှာ3ညာ4လို့ထဲကြတယ်ဒါနောက်ကွက်ကြာပါလေအဲ့တော့ကျွန်တော်တို့ဒီမှာညီကိုကိုဘရိတ်လို့ကြာပြီကြာပြီးမှခွန်ရှိတယ်ညနေတည်တယ်နော်ကြာတာနဲ့ဒီထဲမှာပေါ့နော်သူ့ရဲ့1 2 3ဆိုဟိုဘက်ထိပ်ကသွားမယ်3 4 5 6နော်64ဆိုတဲ့ခဏအလံနဲ့နော်အမို့64ဆိုတဲ့ခဏအလံနဲ့46လို့ကြာတယ်သူ့ရဲ့1 2 3 4 5 60ကို60လို့ထည့်ကြတယ်ကြာတာပရိကြာတာပေါ့နော်ကြာတယ်အဲ့ဟုတ်ပြီဒီမှာကိုဘရိတ်လို့ကြာရနော်ဆိုရင်တော့ဒီကိုဘရိတ်မကိုဘရိတ်လို့ကြာရခွန်ရှစ်လို့ကြာသူ့ရဲ့1 2 3 4 5မှာ64ဆိုတဲ့ကနေနဲ့တကွကြာအောင်နော်ဒီ line ပေါ့နော်1 နဲ့5နဲ့ဒီ64ပေါ့ကြာမှာဟောသူ့ရဲ့1 2 3 4 5 6မှာဒီမှာ46ကို64လို့ကြာမှာမလို့ညနေပိုင်းတဲ့မွေးကနန်းဒီဒါအလံ64ဒီမှာတဲ့64တူနေတဲ့အတွက်64ဒီမွေးကနန်းပြတဲ့နော်ကြိုင်တို့3ချိန်